လေလံပွဲခမ်းမထဲမှာကြောက်စိမ့်ဆွဲကြိုးကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲကောင်မလေးကတခန်းလုံးကိုအေးခဲသွားစေလောက်တဲ့အရှိန်အဝါမျိုးထုတ်လွှတ်လိုက်တဲ့အကြံစီများတဲ့သမီးတုနဲ့ဟိုလူရုပ်မှာကတော့ကဘာကြီးကိုသူတို့ပဲပိုင်ဆိုင်ထားတယ်လို့မျိုးမာနတခွဲသားနဲ့သူမစီလျှောက်လာကြတယ်အဲ့ဒီလူကကောင်မလေးသူ့အတွက်လာတာလို့ထင်ပြီးမရှိတဲ့ဆွဲဆောင်မှုတွေကိုထုတ်ကြွားနေတဲ့ကောင်မလေးကမှန်ကိုတစ်ချက်ကြည့်လိုက်ပြီးသူ့ကိုသူတေချာပြန်ကြည့်ဖို့ပြောလိုက်တယ်သူမရဲ့ယွန်ရှာနေတဲ့အကြည့်ကသူကြားဘူးသမျှစော်ကားမှုတွေထပ်ပိုပြီးသူ့ကိုနာကျင်စေခဲ့တယ်အဲ့ဒီလူကမျက်နှာဆယ်ဖို့အတွက်သမီးတူကိုအဲ့ဒီကြောက်စိမ့်ဝယ်ပေးမယ်လို့ကြေညာလိုက်ပေမဲ့ကောင်မလေးကအဲ့ဒါကိုကြိုပြီးယူထားလိုက်ပြီလို့ဝန်ထမ်းတွေကတီတီငိမ့်ငိမ့်ပဲဖြေလိုက်တယ်သူကဈေးကိုနှစ်ဆပေးမယ်လို့လှုပ်လိုက်တော့သူ့ရဲ့ဟန်ဆောင်ချစ်ကြီးမှုအတွက်အားပေးတန်တွေထွက်လာတယ်သမီးတူကဂုံယူဝင့်ကြွားစွာပြုံးနေတော့မှပဲကောင်မလေးကသူများဆစ်ဆက်ထားတဲ့သူရဲ့ပတ်စံကိုတုံးရတာအဆင်ပြေရဲ့လားလို့မေးလိုက်တယ်အဲ့ဒီအခါလူအုပ်ကြီးကချက်ချင်းပဲသဘောပေါက်သွားပြီးသမီးတူကိုအရှက်မရှိဘူးလို့ဝိုင်းပြောကြပါတော့တယ်သမီးတူကဒေါသမထိန်နိုင်တော့ပဲရဲတဲ့သူတိုင်းကိုလိုက်ရန်တွေ့ပါတော့တယ်တည်ငြိမ်နေတဲ့ကောင်မလေးနဲ့ရှင်လိုက်ရင်သမီးတူကဘလောက်တောင်အောက်တန်းကျနေလဲဆိုတာအဲ့ဒီလူသဘောပေါက်သွားပြီးသူမယူသွတ်နေတာကိုမေးကြည့်နေမိတယ်သူကကြောက်စိမ့်ဝယ်ဖို့သူ့ကတ်ကိုကမ်းပေးလိုက်ပေမဲ့တခြားအမျိုးသားတစ်ယောက်ကကောင်မလေးအတွက်တန်းနဲ့ရပေးပြီးဝယ်သွားပြီလို့ကြားလိုက်ရတယ်မနာလိုမှုတွေကြောင့်သမီးတူစီမှာကြံနေသေးတဲ့အသိဉာဏ်လေးတောင်ပျက်စီးသွားရပါတော့တယ်ကောင်မလေးကအဲ့ဒီတကယ်ဝယ်သူကဘယ်သူလဲဆိုတာအတိအကျသိနေလို့သူ့ကိုသွားတွေ့ဖို့ကမန်းကရန်ထွက်သွားတယ်သမီးတူကတိတ်တဆိတ်နောက်ကလိုက်သွားပြီးကောင်မလေးလူလက်ပိုင်းရွယ်အဖိုးကြီးတစ်ယောက်ကိုတွဲကူနေတဲ့ပုံတွေကိုခိုးရိုက်လိုက်တယ်အိမ်ပြန်ရောက်တော့ဘာတွေဖြစ်နေမှန်းတောင်နားမလည်သေးခင်မှာကောင်မလေးဒူးထောက်ခိုင်းခံရတယ်အဖေဖြစ်သူကအဖိုးကြီးတစ်ယောက်ကိုညှို့ဆွဲရမလားဆိုပြီးဆွဆွဲရင်းတပ်ပုံတွေကိုကျမ်းပြင်ပေါ်စောင့်ပစ်ချလိုက်တယ်သမီးတူကလည်းကောင်မလေးဟာအဆက်တကွဲပါပဲလို့မီးလောင်ရလေးပင်းလုပ်တယ်ဟိုလူရုပ်မှာကလည်းစစ်ဆက်ပွဲကိုဖျက်ပြီးသမီးတူကိုပဲလက်ထပ်တော့မယ်လို့ချက်ချင်းကြေညာလိုက်တယ်ကောင်မလေးကသူတို့ရဲ့မျက်နှာနှစ်ဖက်လောက်ရက်ကိုထောက်ပြပြီးရေမောလိုက်တယ်သူမမဟုတ်တဲ့သူအတွက်ဆိုရင်အချစ်ကဖြူစင်တဲ့ပေါ့လေအမေဖြစ်သူကဒေါသပေါက်ကွဲသွားပြီးသူမကိုမွေးလာမိတာနောင်တရတယ်လို့ကြေညာလိုက်တယ်ဒီလောက်ဒုက္ခတွေကိုခံစားခဲ့ရတဲ့မူလခန္ဓာကိုယ်ပိုင်ရှင်လေးအတွက်ကောင်မလေးရင်ထဲမှာအေးဆက်သွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအိမ်တော်ထိန်ကလူလုံးထွက်မပြတတ်တဲ့အင်အားကြီးဆွေမျိုးစုကတခင်လေးရောက်လာပြီလို့လာသတင်းပို့တယ်အဖေဖြစ်သူကဝမ်းတာလွန်လို့မေးလဲမတက်ဖြစ်သွားပြီးလူတိုင်းကိုနှုတ်ဆက်ဖို့အတင်းဆွဲခေါ်သွားတော့တယ်ကောင်မလေးကတော့ဒီအချိန်ရောက်လာမယ်ဆိုတာကြိုသိနေတဲ့အလားလက်ဖက်ရည်ကိုအေးအေးဆေးဆေးတောက်ရင်းထိုင်နေခဲ့တယ်တကားဝမှာတော့မိသားစုတစ်ခုလုံးတခင်လေးရဲ့ကြီးမားလာတဲ့အရှိန်အဝါအောက်မှာတုံရင်နေကြတယ်သူကလက်ထပ်ခွင့်တောင်းဖို့လာတာပါလို့ကြေညာလိုက်တဲ့အခါသမီးတူကဝမ်းတာလွန်လို့အော်ဟစ်လိုက်တယ်သူလိုချင်တာသူမပါဆိုပြီးအခိုင်အမာပြောပါတော့တယ်သမီးတူကဟိုလူရုပ်မာကိုအတုံးမကျဘူးလို့ခေါ်လိုက်တော့သူ့ရဲ့အိမ်မက်တွေပြိုလဲသွားတာကိုအဲ့ဒီလူငေးကြည့်နေခဲ့ရတယ်သမီးတူကလက်ထပ်ခွင့်တောင်းတာကိုလက်ခံဖို့ရှေ့ကိုပြေးထွက်သွားပေမဲ့တခင်လေးကသူမကိုဖယ်ခိုင်းလိုက်တယ်အိမ်တော်ထိန်ကြီးကသူတို့လာတာအတူအယောင်လေးအတွက်မဟုတ်ပဲကောင်မလေးအတွက်လာတာပါလို့ရှင်းလင်းပြောပြလိုက်တယ်အဖေဖြစ်သူကချွေးတွေတုပ်ရင်ဂုံတရီရှိဧည့်သည်တွေကိုအိမ်ထဲဖိတ်ခေါ်လိုက်တယ်မနာလိုမှုတွေနဲ့လောင်ကျွမ်းနေတဲ့သမီးတူကတော့အကုန်လုံးကိုဖျက်ဆီးပစ်မယ်လို့ကြိမ်ဆဲနေပါတော့တယ်